ဒီနေ့မှာဆိုတော့ Miss SC keyboard mouse set ကလေးကိုနော်အစုံပါမယ် Miss SC keyboard mouse set ကလေးကိုမင်္ဂလာတုံမြို့နယ်ကနော်ဘရိုတယောက်ကမှာထားတာနော်ဒါလေးကိုကျွန်တော်ဒီနေ့ parcel ထုတ်ပြီးတော့ပို့ပေးမှာဖြစ်ပါတယ်မပို့ခင်မှာကျွန်တော်ဒီပစ္စည်းလေးတွေကိုအရင်ဦးဆုံးဒါစမ်းလိုက်မယ်နော်ဟိုဒါကျွန်တော်ကိုယ်တိုင်စမ်းတက်ပြီးတော့မှကျွန်တော် parcel ထုတ်ပေးတာဖြစ်ပါတယ်ဒီမှာ keyboard ဆိုရင်ဒါ Android converter နဲ့ join ပြီးပြီဆိုရင်နီးလင်းမယ်mouse ဆိုရင်လေ Android converter လေးနဲ့ join ပြီးသွားပြီဆိုရင် mouse ဆိုလေတင်းပါတယ်ဒါအလင်းထဲမှာမလို့နည်းနည်းမိတ်ပြီးပြီဆိုတော့ကျွန်တော်တို့ software လေးကြားခံပြီးသွားတာနဲ့ key မပင်လေးတွေကိုဒါလွဲနေတာလေးနည်းနည်းချိန်ပြီးတော့စော်လို့ရပါတယ်နော်အဲ့တော့ဒါဆိုရင်ဒီပစ္စည်းလေးကိုကျွန်တော် parcel ထုတ်ပါတော့မယ် okay ဒါလေးကိုကျွန်တော် parcel ထုတ်တော့မယ်ဒါလေးကတော့ keyboard ရဲ့ USB ကြိုးလေးဖြုတ်လိုက်ပြီဆိုရင်ဒါလေးမီးလေးငြိမ်သွားပြီအဲ့တော့သူ့မှာသူအိတ်ကလေးရှိတယ်သူ့ရဲ့အိတ်ကလေးကဒီ port အိတ်ကလေးနဲ့เนาะဒီ port အိတ်ကလေးတွေကိုထည့်မယ်ပြီးပြီဆိုရင် mouse လေးကကြတော့သူ့ရဲ့ mouse ရဲ့ USB ကောင်းလေးကဒါလေးဖြုတ်လိုက်ပြီဆိုတော့မီးလေးပိတ်သွားပြီသူ့မှာလည်းအိတ်ကလေးရှိတယ်သူ့ရဲ့အိတ်ကလေးကလည်းဒီ port အိတ်ကလေးနဲ့ဒီ port အိတ်ကလေးတွေထည့်မယ် okay ပြီးပြီဆိုရင်ဒါ Android converter ပေါက်ကကြိုးဖြုတ်လိုက်ပြီဆိုရင်ဒါမီးပြလေးပိတ်သွားပြီပြီးပြီဆိုရင်ဒါလေး power ကြိုးလေးကိုဖြုတ်လိုက်ဒါတို့ရဲ့ power ကြိုးနောက်ပြီးရင်ဒီမှာအညွှန်းစာရွက်တစ်ခုကျန်မယ်ပြီးရင်ဒါလေးကျန်မယ်နော်ဒီပစ္စည်းသုံးခုကကျတော့တက်ပါကင်းနော်သူ့ရဲ့အိတ်ကလေးကကျတော့ဒီ plastic အိတ်ကလေးနဲ့ဒီလေးကိုကျွန်တော်ဖုန်းဒါလေးကဖုန်း holder လေးထည့်မယ်နောက်ပြီးအညွှန်းစာရွက်လေးထည့်မယ်နောက်ပြီးAndroid converter လေးထည့်မယ်ပြီးပြလေးနဲ့ပိတ်လိုက် okay ပြီးပြီဆိုရင်ဒါ power ကြိုးလေးရကြတော့သူက plastic ခွင်းလေးနဲ့သူကထည့်ရမှာ plastic ခွင်းလေးဆိုတော့အဲ့တော့ကြိုးလေးကိုဒီလိုလေးခောက်လိုက်ဒီခောက်ပြီးသွားပြီဆိုရင်ဒီ plastic ခွင်းလေးဒီခွင်းလေးဆွတ်လိုက်နော် okay ရပြီဒီသူ့ရဲ့ parking booth လေးဒါလေးကသူ့ရဲ့ parking booth လေးအဲ့ထဲမှာကျွန်တော်အရင်ဆုံး keyboard ထည့်မယ် keyboard လေးထည့်ပြီးရင် mouse ထည့်မယ်ပြီးရင်ခုနက3မျိုးပါတဲ့ဒါလေးထည့်မယ်ပြီးရင်ဒီဟာလေး power ကြိုးထည့်မယ်ပြီးပြီဆုံးပြီmouse ဘက်တော့မပါဘူးเนาะဒါကတော့ကျွန်တော်အိမ်ရပစ္စည်းเนาะ mouse ဘက်ကတက်ဝယ်ပြီးသုံးလို့ရပါတယ် okay ဒါလိုလေး parking လေးထုတ်လိုက်မယ်ပြီးရင်ဒီ parcel ဒီဘူးကွန်ကိုကြာတော့ကျွန်တော်က parcel အိတ်လေးနဲ့ထည့်ပြီး parcel ထုတ်မယ်အဲ့တော့ဒီ Miss SC keyboard mouse set လို့ကျွန်တော်ဒီ parcel bag เนาะ deli bag ကမှာထည့်ပြီးတော့ parcel ထုတ်မယ်ဒီကောင်လေးကအဆက်လိုက်ကိုเนาะ3,200နဲ့9,000ကျပ်ပါခုနကျွန်တော်ပြခဲ့တဲ့အတိုင်း keyboard ပါမယ် mouse ပါမယ် Android converter ပါမယ် phone holder ပါမယ်အဲ့ဒီ၄ခုလုံးပါတာမှာ3,200နဲ့9,000ကျပ်ပြီးတော့ deli ရောက်တဲ့မြို့နယ်တန်းကိုအိမ်ရောက်ငွေချင်းနဲ့ပို့ဆောင်ပေးပါတယ် deli မရောက်တဲ့မြို့နယ်တွေဆိုတော့ကျွန်တော်ကငွေကြိုလဲစနစ်နဲ့ပို့ဆောင်ပေးပါတယ်နော်ငွေကြိုလဲစနစ်ပစ္စည်းတန်ဖိုးငွေကိုကြိုရှင်းပြီးတော့ကားဂိတ်ကိုပို့ဆောင်ပေးတယ်ကားဂိတ်ပို့ကတော့ဒါပစ္စည်းရောက်မှရှင်းလို့ရတယ်နော်ဒါကတော့မင်္ဂလာဒုံနော်မင်္ဂလာဒုံမြို့နယ်ကဘရိုတယောက်မှာထားတဲ့ order လေးဒါကတော့အိမ်ရောက်နော်မင်္ဂလာဒုံမြို့နယ်ကတော့အိမ်ရောက်ငွေချေရတယ်ပို့ကတော့9,000ကျမယ်နော်ဒါပစ္စည်းတန်ဖိုး3,200,9,000ဆိုတော့စုစုပေါင်း3,300,000ကျနော်အဲ့တော့ဝယ်ယူအားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်เนาะဒီကြည့်ရှုပေးကြတဲ့ဒီတဦးတယောက်ချင်းဆိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ